ပြန်ထွက်သွားမဲ့သူတတင်ကခဏဘဝကိုထားရမလို့တမလို့နောင်ရေကိုနဲ့မဆိုင်ဘူးလို့အသက်ဝိညာဉ်ရေကိုအသေးချာသေးချာမသိရင်